ဒီနေ့မှဆိုရင်ကျွန်တော်တို့အီရန်ရဲ့ဆန္ဒပြမှုတွေအထွတ်ထိပ်ကိုရောက်နေပါတယ်ကျွန်တော်တို့နိုင်ငံကပေါ့နော်မကြခင်မှာပေါ့နော်ဟိုအကြီးအကဲတွေကထွက်ပြေးမယ်လို့ထင်ရပါတယ်မကြတော့လို့ထင်ရတယ်နော်ဒီအပိုင်းတွေမှာအကြီးအကဲတွေသူတစ်ခုတည်းအပြောင်းလဲတစ်ခုအကြီးအကျယ်ဖြစ်လိမ့်မယ်ဟိုရုရှားကိုထွက်ပြေးကောင်ပြေးကြလိမ့်မယ်ခုအဲ့ဒီဆန္ဒပြပွဲကအီရန်နိုင်ငံထဲမှာရှိတဲ့မြို့နယ်မြို့တိုင်းစီကိုပြန့်နှံ့သွားမှာကဘူးတကယ်ပေါ့နော်လူအုံချွတ်နဲ့ဖြစ်နေကြတဲ့ပြင်ကိုခုဘက်ထရီကိုဆိုတဲ့တခြား overseas နိုင်ငံတွေဖြစ်တဲ့နိုင်ငံခြားတွေဖြစ်တဲ့လန်ဒန်ကိုလည်းရောက်လာပြီးတော့ခုလန်ဒန်မှာလည်းဆန္ဒပြကုန်ကြအကြီးပြနေကြပြီတဲ့နော်ဘယ်မှာပြလဲဆိုတော့လန်ဒန်မှာရှိတဲ့အီရန်ရဲ့တန်ယုံရှိမှာသွားပြကြတယ်ပြပြီးဘာလို့ဖြစ်လဲဆိုအဲတန်ယုံထဲမှာရှိတဲ့သူတို့ရဲ့မွတ်စလင်ပေါ့နော်ကောင်းဆောင်ရဲ့အလံဖြစ်တဲ့နိုင်ငံတော်အလံကိုဖြုတ်ချပြီးတော့ရှေ့တုန်းကအရင်ကပေါ့နော်အဲမွတ်စလင်တွေမတက်ခင်ကဘီရင်ကြီးလက်ထက်ကဘောနော်ချင်းတရုံနဲ့အဲရွှေခေတ်ကအလံကိုပြန်ပြလူတွေကတွင်ထူကြတယ်ဆိုတော့ဒါတကယ်ကိုသူတို့လူတွေကပေါ့နော်အရင်မြို့ချစ်စိတ်တွေတက်ကြွလာပြီးတော့ရွှေခေတ်ကိုပြန်သွားမယ်ဆိုတဲ့အတိတ်ကိုဖော်ဆောင်နေတယ်လန်ဒန်မှာခုအကြီးကျယ်ဆန္ဒပြကြပြီဟိုနော်ဒီချင်းတွေကတော့ကျွန်တော်ထင်တော့မကြခင်မှာပဲဒီအစ္စလာမစ်ခေါင်းဆောင်သူတို့စင်ပေးပြီးမပေးရင်သူတို့တခါလေဟိုဖန်ခံမလို့တခုတော့အပြောင်းလဲတခုအကြီးကျယ်တော့ဖြစ်တော့မှာတကယ်ကိုမကြတော့ဘောနော်တကယ်စိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတခုပါကျေးဇူးအများကြီးတင်တယ်